Manchester United ဖန်တီအတွက်ကတော့နာကျင်စရာတွေပါပဲ။ဝါလန်ကနာပိုလီမှာစူပလာတွေနဲ့အောင်ပွဲခံနေချိန်မှာတော့မန်ယူတိုက်စစ်ကဒီနေ့ဒီချိန်ဒီကိုတက်လဲနေတော့မှာခင်ဗျာ။ဝါလန်ကိုရောင်းထုတ်လိုက်တာမှန်တယ်လို့ထင်ခဲ့ကြပေမဲ့လက်ရှိလူစင်းမှာဂိုးသွင်းမဲ့သူပျောက်နေတာကတော့ရင်းမရတဲ့အမှန်တရားတစ်ခုဖြစ်လာပါခင်ဗျာ။လက်ရှိတိုက်စစ်မှာဇက်ကီစစ်စကိုကွန်ညာအာမတ်နဲ့အမ်ဘူဘူဆိုပြီးတော့တိုက်စစ်မှု9ယောက်ရှိပါတယ်။ပြင်ပန်းကြည့်ရင်တော့အရန်ကိုလှပပါတယ်။ကွင်းထဲမှာကီလာအက်ဆက်တွေကတော့ပျောက်နေတော့မှာစစ်ကိုကကြိုးစားပေမဲ့မတည်ငြိမ်ဘူး။ဇက်ကီကတော့ကွင်းလယ်ထိဆင်းလို့နေပါတယ်။ဝါလန်လိုပေါက်ထဲမှာအဆုံးသတ်မဲ့သူလိုအပ်နေတာကိုအရန်ကိုသိတာနေပါပြီ။ဒီပြဿနာကိုဖြေရှင်းဖို့အမွေမှာမျက်စိကျနေတဲ့လူတယောက်ရှိပါတယ်။သူကဥရောပကနေပြီးတော့ဘရာဇီးမြေကိုပြန်သွားပြီးတော့ reboot လုပ်ကပောက်ကွဲနေတဲ့ Victor Roque ပဲဖြစ်ပါတယ်။ပါမီယာအသင်းမှာသူလုပ်ပြနေတဲ့စွမ်းဆောင်တွေကမန်ယူတိုက်စစ်မှု9ရောက်ပေါင်းလာတာတောင်ပို့ပြီးတော့အားရစရာကောင်းနေပါတယ်။ကွာလန်ထွက်သွားပြီးနောက် United မှာပျောက်ဆုံးနေတာက Darkness ပါ။ Roque ကအဲ့ဒီနေရာကိုဖြည့်ဆည်းပေးနိုင်ပါတယ်။သူ့ရဲ့အမြန်နှုန်းနဲ့လူကြားတဲ့တိုးဝင်နိုင်စွမ်းကဇက်ကီတို့မှာမရှိတဲ့အရာပါ။အထူးသဖြင့်အမ်မိုရင်ကစားကွက်မှာရှေ့တန်းကနေပြီးတော့ pressing လုပ်နိုင်စွမ်းက Roque ရဲ့အကြီးမားဆုံးအားသာချက်ပါ။ဇန်နဝါရီမှာဒါရိုကွက်ကိုခေါ်ယူနိုင်ခဲ့ရင်နာပိုလီကိုကြည့်ပြီးတက်ပြင်းချနေရတဲ့ပိတ်သက်တွေအတွက်တော့ဖြည့်ဆည်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဈေးကတန်ဖိုးအရာကလည်းပေါင်တန်း90ဝန်းကျင်ဆိုတော့ United အတွက်မခက်ခဲတော့ပါဘူး။အခုတို့ရောကွာလိုင်းရဲ့အောင်မြင်မှုကိုကြည့်ပြီးတော့နှမျောမိနေလား။ဒါမှမဟုတ်လက်ရှိတိုက်စစ်မှု9ယောက်နဲ့ပဲရှေ့ဆက်မလား။ဒါမှမဟုတ်ရင် Victor Roque ကိုခေါ်ပြီးတော့တိုက်စစ်ကိုအဆင့်မြင့်တင်လား။ comment လေးမှာရေးဖွင့်သွားကြပါအောင်ခင်ဗျာ။